ကရင်လူမျိုးတွေရဲ့အစစ်မှာနော်ဆရာမလောက်ခင်မှာနော်ကိုပြန်မေးဒီအနည်း80ကျော်အတွင်းထဲမှာမင်းတို့တွေကရင်လူမျိုးလွတ်မြောက်ဖို့အတွက်မင်းတို့ဘာတွေလုပ်လဲမင်းတို့ဘာမှမလုပ်ဘူးမင်းတို့လောက်လိုက်လို့စီကရင်မအရောက်ထုနဲ့ကရင်ကောင်ရောက်ထုအကောင်ကြီးပဲမင်းတို့လောက်ထားတယ်မြန်မာငွေတိုင်းပဲနေရာပဲ2000ကောင်မှလည်းမသိဘူးမင်းတို့အဲ့လိုမျိုးလောက်မဲ့အစားငါပြနေတဲ့နေတို့ရဲ့ကရင်လူမျိုးစစ်ပြေးဆောင်နေတဲ့ကရင်မျိုးကောက်ကလေးမှာဆိုရင်ဘဲရွာမဆိုအကလောပြကြတာအိမ်မကြတော့ဘူးမင်းတို့အဲ့လိုမျိုးပောက်ကရတတ်မပြတဲ့အရာတွေလောက်မဲ့အစားတို့ပြောနေတဲ့မင်းတို့ခွေးပစားပါလားမင်းတို့တော်တော့ထောက်ပံ့ပေးပါလားဖြက်စီးသွားတဲ့အိမ်တွေတောင်သွားတဲ့အိမ်တွေပြာကျသွားတဲ့အိမ်တွေသွားပြီးတော့လူလေမလူဘူးဟမ်မင်းတို့ကရင်ကောင်းဆောင်တွေအားလုံးကလေဒီကရင်မရဲ့အမွေးထားတော်မင်းတို့လိုက်လို့မင်ဘူးကရင်မရဲ့အမွေးထားတော်မင်းတို့လိုက်လို့မင်ဘူးမင်းတို့ကစားပြမှာတဲ့ကရင်လူမျိုးမင်းတို့ချစ်ပါတယ်မင်းတို့ရဲ့လောက်ရအောင်မင်းတို့မိသားစုနဲ့မင်းတို့တကိုရေးတကောင်းဆန်မင်းတို့တုံဝန်းစာအတွက်ကောင်းစားဖို့ပဲမင်းတို့လောက်တာနော်ကရင်လူမျိုးတွေကအခုတချို့ကရင်လူမျိုးမင်းတို့နှစ်သိကူပွဲလောက်နေတဲ့အချိန်မှာစစ်ပြေးဆောင်မှာပြေးနေရတဲ့ကရင်လူမျိုးတွေအများကြီးပဲရှိတယ်တေသွားတဲ့ကရင်လူမျိုးတွေအများကြားလဲမပြန်လာဘူးနော်မင်းတို့ကြတော့မင်းတို့အိမ်မှာတရနော်ဘယ်ပွဲမဆိုမင်းတို့နေရာတိုင်းမှာရောက်တယ်နော်မင်းတို့ကရင်အင်ကြီးတွေဝုတ်တော့မင်းတို့တွေမျက်နှာလောက်ပြတယ်မင်းတို့ကရင်စကားတွေစကကြီးစကတဲ့ပြောပြီးတော့မင်းတို့ကရင်လူမျိုးချစ်ပါတယ်မင်းတို့ပြောပြီးတော့မင်းတို့ရဲ့ကရင်လူမျိုးတွေလွတ်မြောက်ဖို့အတွက်ကြုံပွားနဲ့လွတ်မြောက်ဖို့အတွက်ဒီကြားဖြတ်ကန်ဒီလူလိလူညာဒီမွေးရစေဝါကန်နဲ့လွတ်မြောက်ဖို့အတွက်ဒီလောင်းကစားနော်နေတော့ကရင်မျိုးကိုဖြတ်စီတဲ့အရာတွေလွတ်မြောက်ဖို့အတွက်နေတော့ဖြည့်စင်းပေးတာမင်းတို့စင်းလင်းပေးတာမင်းတို့ကူညီကဲတင်ပေးတာမင်းတို့တခုမှမလုပ်ပေးဘူးပူလာလောင်နဲ့နေရမယ်နော်မြင့်ရင်နဲ့မျက်ခွန်းနဲ့တောက်ခဆင်းရဲပေါင်းများစွာနဲ့နေရမယ်အဲ့ဒါမင်းတို့ကရင်ကောင်းဆောင်တွေနော်စကကြီးစကတဲ့ပြောပြီးတော့ယူနီဖောင်းတွေဝတ်ပြီးတော့ကရင်အင်ကြီးတွေဝတ်ပြီးတော့လက်နဲ့နဲ့ကင်ပြီးတော့နော်ကရင်လူမျိုးတက်ဘာမှမလောက်ပေးတဲ့မအေလို့တွေကဟိုစင်မြေပေါ်မှာကရင်လူမျိုးတက်ငါတို့ဘာတွေလောက်ပေးလိုက်ပြီလဲငါတို့စဉ်းစားအောင်မလေးโอเคနော်ကရင်လူမျိုးတွေအားလုံးသိပေးကြပါအာနာယူမိုက်စာကောကိုကရင်လူမျိုးတွေတိုက်ထုတ်ဖို့တင်တယ်ကိုလူမျိုးအတွက်ကိုရဲ့မျိုးဆက်တဲ့အတွက်ကရင်လူငယ်တွေအတွက်လူကြီးတွေပီတာတဲ့ကရင်လူမျိုးတွေလောက်ဖို့တင်တယ်အဲ့ဒါပြောချင်ပါတယ်နော်ငါတို့ကရင်လူမျိုးအတွက်ငါတို့ဘာတွေလုပ်ပေးလဲဆိုတာအားလုံးပြန်တော့စဉ်းစားကြကရင်လူမျိုးတိုးတက်ဖို့ကရင်ဘာညာကရင်နဲ့ပတ်သက်ပြီးတော့ကောင်းလာဖို့တိုးတက်ဖို့ကြီးပွားဖို့အဲ့ဒါသူပြောနေတယ်သူဆိုတဲ့နွားကကရင်ကောင်းဆောင်တယောက်ဒါလိုက်တာကရင်မင်းသားတယောက်ဖြစ်ပြီးတော့သူရဲ့ကရင်လူမျိုးလွတ်မြောက်ဖို့အတွက်ဆိုတာသူမပြောဘူးနော်ပြီးတော့တိုးတက်ဖို့အတွက်ပဲနေ့ရက်ကရင်လူမျိုးမလွတ်မြောက်လို့ဆိုရင်ဘယ်လိုမျိုးတိုးတက်မလဲနွား